လူချင်းမအားလုံးပဲမင်္ဂလာပါရှင့်ဆမ်မပါအခုဒီနေ့မှာဆိုလို့ရှိရင်တော့ final ပွဲယူရောက်ရှိလာပြီဖြစ်ပါတယ်ပထမပွဲစဉ်နေတော့ကဆော့ခဲ့ကြတဲ့ချောင်းနဲ့ Granger ပွဲစဉ်မှာချောင်းကတမတ်နဲ့ Lucas နဲ့ Evite ပွဲစဉ်မှာတော့ Evite ကတမတ်စီနဲ့အနိုင်ရရှိထားပဲဖြစ်ပါရှင်အဲ့တော့ဒါ final ပွဲပေါ့နော် Summary ဒီ by 1 pack ရဲ့အချိန်မှာ3ပွဲပဲဆော့မယ်လို့ပြောထားတယ်အဲ့ဒါကြောင့်မလို့ Summary ရဲ့ဒီပွဲမှာတော့3ပွဲဒါနောက်ဆုံး final ပွဲဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်လူကြီးမြင်နေရတဲ့အတိုင်းပဲတကီကိုကတော့Bruno ပစ်ထားပြီးတော့ကောင်းကြီးကတော့ Moscow ကိုပစ်ထားဖြစ်ပါရဲ့ရှင်လူကြီးတို့လည်းမြင်တွေ့ရမှာဒါ Maxman ဒီ by 1 ပွဲလို့တော့မြင်ရမယ်ဘာလို့ဆိုတော့ Summary ဒီပွဲစဉ်ဒီမှာကတမတ်ချက်က favorite hero ဖြစ်ရရင်ပေါ့နော်ဒါကသူတို့နှစ်ယောက်လုံးရဲ့ favorite hero တွေပဲဖြစ်တယ်ဒီ3ယောက်လုံး3ကတော့ပြိုင်သွားတဲ့ hero တွေကလည်းသူရဲ့ favorite hero တွေဖြစ်တယ်ပေါ့နော် Lucas ကချွင်းချက်ပေါ့ဟုတ်ကဲ့ပါရှင်လူရင်းတို့မြင်နေရမှာတော့ Bruno ကတော့ minion လေးတွေကိုအသာစီးဆိုတော့ပဲဖြည့်ရှင်းနေတယ် Moscow ကတောင်ရရဲ့ဒီမထွက်ဘူးတော့သူ့အနေနဲ့စကေးတွေကိုတိနေတဲ့အတွက်ကြောင့်မလို့တောင်ရရဲ့အနေသိမထွက်ရဘူး Bruno အနေနဲ့ကတော့သူ့အနေနဲ့တောင် only back ကတ်တယ်ဆိုပေမဲ့ Moscow ကထိသွားတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ပြန်ပြီးရှောင်နေရပြီပါတယ်နော်ဟုတ်ကဲ့လူကြီးတို့ဆက်လက်မြင်တွေ့နေရမှာတော့ Bruno က copy လို့ကိုပတ်စားလိုက် Moscow ကိုပြစ်လိုက်နေနည်းနည်းလေးလှုပ်ရှုံနေရ Moscow ကတောင်ရရဲ့တိတ်မထွက်ရသေးဘူးပေါ့နော် Bruno ရဲ့ကန်ချက်ဒီက Moscow ကိုအားလိကိတ်မှာနည်းနည်းလေးနှိမ်ထားနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ခုဆိုလို့ရှိရင်တော့ Bruno အနေနဲ့သူ့ကိုတော့ထိရှော့ချခဲ့လို့ခံလိုက်ရပြီ Okay Moscow အနေနဲ့ကတော့ Shield ကိုတုံးထားပြီးတော့ Bruno အနေနဲ့ကတော့သူ့အနေနဲ့flick ကိုယူထားတယ်ပေါ့နော်ဒါကတော့နည်းနည်းလေးကိုကွာဟောင်းဖြစ်စေမယ်လို့ခံစားရတယ်ဖက်နက်ဒီကတော့အတူတူပဲ step ဖက်နက်ဒီပဲစုထားတယ်ဟုတ်ကဲ့ပါရှင် goal အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ goal ကတော့ Moscow ကနည်းနည်းလေးနှိမ်နေပေါ့နော်80လောက်ကိုလိုနေတယ်ဟုတ်ကဲ့ပါရှင်လူကြီးတို့ဆက်လက်မြင်တွေ့နေရမှာတော့ copy တော့ကိုစားပြီးတော့ level 3 ထိတက်သွားနိုင်တဲ့ကောင်းကင်က okay 850ကျော်နဲ့တော်တော်လေးကိုအမီလိုက်နေရပဲဖြစ်ပါတယ်ဒါပေမဲ့သူ့အနေနဲ့ minion တွေကိုမစားတဲ့အတွက်ကြောင့်မို့လို့ကိုကတော့နှိမ့်ပြီးနှိမ့်ပါပဲပေါ့နော် flicker ကတော့ပြောမှဆိုရှင်ဒါ error တက်တာလို့ပဲပြောရပါပဲသူအနေနဲ့တာဝါတွေကနေမထွက်ဘဲနဲ့ပြန်ပြီးတော့ defend နေရတယ်Bruno အနေနဲ့ကတော့ AC လေး minion လေးတွေကိုစားနေရဆိုပေမဲ့ Moscow ကတော့ creep လေးတွေကိုပတ်စားလိုက် Bruno ကိုပြန်ထိန်းလိုက်နေနည်းနည်းလေးအလောက်ရှုံနေရပေါ့နော်လူကြီးတို့ဆက်လက်မြင်တွေ့မှာကတော့ Moscow ကိုနှိမ်နေတဲ့အတွက်ကြောင့်မလို့ Moscow အနေနဲ့ပြေးနေရတဲ့အခြေအနေပဲဖြစ်နေပါတယ်ရှင့်အဲ့ဒီကလည်း level 4ကိုရောက်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့နှစ်ယောက်တော့အပီပင်ကျုံတော့မှာဖြစ်ပါတယ်လူကြီးတို့ဆက်လက်မြင်တွေ့မှာတော့ blue bag ကိုသွားပြီးတော့စားနေရဆိုပေမဲ့သူ့အနေနဲ့ပြန်ပြီးတော့ defend နေရတဲ့ browser minion တွေရောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်ကဲ့ပါရှင် Bruno အဲ့ minion တွေကိုအသာစီးရစုဆိုတာနဲ့ပဲစားနေရဖြစ်ပါရှင်ဒါပေမဲ့သူ့အနေနဲ့ကတော့အမေရိကန်ဆိုရှင် Moscow အနေနဲ့ကသူတစ်ချက်ပြစ်နဲ့ပြစ်လို့ရှိရင်တော့Bruno ကြောက်စရာမလိုဘူးပေါ့နော်သူ့အနေနဲ့ပထမတပွဲမှာရှုံးထားတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးရှိန်နေရပဲဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါရှင်ဒီလိုဆက်လက်မြင်တွေ့မှာတော့ဖက်နက်တွေကအတူတူပဲဖြစ်ပြီးတော့ item တွေကလည်းနှစ်ကွက်စီနဲ့အကုန်လုံးကသူမတာကိုမတာလို့ဖြစ်နေပါတယ်ရှင်ကိုကတော့တရားကျော်လောက်ပဲကွာသေးတယ်ဒါပေမဲ့ဒါကတော့လုံးဝပြန်လဲအမီလိုက်နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်နော်အဲ့တော့ဒီ creep လေးကိုနှစ်ယောက်သားကလူပြီးတော့စားနေရဲဒါပေမဲ့Bruno ကပြန်ပတ်ပြီးတော့ minion တွေကိုပဲစားရပေါ့နော်ဘာလို့ဆို minion တွေကကိုပိုရတယ်နေရာတော့ level တွေကတော့အတူတူပဲဖြစ်တယ်ဟုတ်ကဲ့ပါရှင် level 5ကိုတော့ Bruno ကအရင်ရောက်ရှိသွားပြီဖြစ်ပါတယ် level 4မှာတော့okay level 4ကနေပြီးတော့ Moscow ကလည်းအခုချင်းပြန်တက်လာပြီဖြစ်ပါတယ်လောလောဆယ်မှာတော့ Bruno ကသူ့ရဲ့ gadget တွေနဲ့ပဲကိုရှိခွာလိုက် Moscow ကိုတစ်ချက်ချင်းစီကန်လိုက်နေနည်းနည်းလေးလှုပ်ရှုံနေရပေါ့နော်ဟုတ်ကဲ့ကိုတွေကတော့တရားကျော်လောက်ကိုကွာနေတယ်ဒီလိုဆက်လက်မြင်တွေ့မှာတော့နေအောင်လို့ကသူ့ရဲ့ gadget တွေနဲ့ပဲပေါ့နော်ပြစ်ချက်တွေနဲ့ပဲသူ့ရဲ့သတုံးချင်းစီရောက်ကြနိုင်အောင်လုပ်ထားနိုင်တယ်တာဝါတဲ့ကိုတခဏလေးပြေးဝင်သွားတဲ့သူကတော့Bruno ကတော့ပေါ့နော်သူ့ရဲ့တွေ့ဖြစ်တဲ့ spell ကိုပြန် short ချလိုက်ရပြီဖြစ်ပါရဲ့ရှင် okay လူကြီးမျိုးဆက်လက်မြင်တွေ့မှာတော့ Moscow က tower ရဲ့နေပြီးတော့minion တွေကိုစားနေရဖြစ်ပါရဲ့ရှင် Bruno အနေနဲ့ကတော့အားဒီကိန်းမှာနည်းနည်းလေးသူ့ကိုနှိမ်ထားတဲ့အတွက်ကြောင့်မို့လို့အတားစီရနေရပါတော့ Moscow အနေနဲ့လည်းတော်ရအောင်မထွက်ရသေးဘူး Okay ဒီချိန်မှာဆိုလို့ရှိရင်minion တွေကိုအတားစီရရဆိုတော့စားထားနိုင်တဲ့ Bruno ကတော့400ကျော်လောက်ကိုကွာနေပြီပေါ့နော်ဒီချိန်မျိုးဆက်လက်မြင်တွေ့ရမှာတော့ Bruno ကိုသူတာဝါရပဲပြစ်နိုင်တဲ့အခြေအနေပဲဖြစ်နေတဲ့ Moscow ကတာဝါ defend ရလွယ်ပြီးတော့ဘာမှတိတ်ပြီးချွေးလုပ်လို့မရဘူးပေါ့နော် level 6နဲ့နေရောက်တာကတော်လေးကိုကြမ်းပေးနေတယ်ဒါပေမဲ့နေရောက်တာကပြောလို့ဆိုအရေးအကဲကြည့်နေရတယ်ပေါ့နော်
လူယူလို့ဆက်လိုက်ပြတွေ့မှာတော့ကော်ပီတော့ဘရူနိုကစားဝါရွေးဖြစ်တယ်ပြီးတော့ဒီမှာခရစ်စတန်ရဲ့အချိန်မှာပဲဘရူနိုကမီနီယန်တွေကိုဖြည်းဖြည်းချင်းစားဝါတဲ့ကြောင့်ဂိုးတွေကတော်တော်လေးကွာနေပြီ400ကျော်လောက်ကိုကွာနေရွေးဖြစ်ပါရဲ့ရှင်လူယူလို့ဆက်လိုက်ပြတွေ့ရမှာတော့ဘရူနိုကတော့ဘလူးဘက်ကိုသွားစားနေရပဲဖြစ်ပါတယ်နော်မော်စကိုကတော့သူလည်းဘလူးဘက်ကိုစားနေတယ်ဒါတော်တော်ကြာနေပြီဒါပေမဲ့မော်စကိုအနေနဲ့လည်းဘလူးဘက်ကိုစားနေရင်းနဲ့ပေါ့နော်သူအနေနဲ့ damage တွေကိုရှောင်နေနေပဲစားနေရတယ်item တွေကတော့အရင်ကြီးမစုံသေးဘူးဆိုပြီး oh my god ဘလူးဘက်ကိုအဲ့ဒီပေးပြီးတော့မော်စကိုကယူသွားတာအိုးဒါတော်လေးကိုကြားသွားပြီပေါ့နော်စကီးရမသိလို့ရှိရင်သူမက်ကိုဟတ်ထားတဲ့ဒါလာကိုမြည်ရတဲ့အတိုင်းဒါတော်လေးကြားသွားပြီဟုတ်ကဲ့ပါရှင်ဘရူနိုကတော့သူကတော့ဒီ Twitter ရဲ့ item တွေပဲဆက်ထားတယ်မော်စကိုကတော့ပြောမယ်ဆိုလို့ရှိရင်တော့ Twitter ရဲ့ item မဟုတ်ဘဲဖြစ်နိုင်တာကတော့ okay ပါရှင်ဟုတ်ပါတယ် damage item ပေါ့နော် visitor နဲ့နေစေတဲ့ item တွေကိုဆက်ထားတယ်ဒါကောင်းတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်နေရာလုံးကတော့ကိုကတော့အရင်ကြီးမကွာတော့ဘူး300ကျော်လောက်ပဲကွာတော့တယ်ဟုတ်ကဲ့ပါရှင် Rebel လေးတော့ကောက်ကီယာမလုံးလိုက်ဘူးပေါ့နော်ဒါပေမဲ့ပေါ့ဘရူနိုအနေနဲ့ Rebel လောက်ကိုတော့စားလိုက်တော့အဆင်ပြေသွားတယ်ပြီးတော့ဒီမှာ Moscow ကတော့ကိုခရီကိုသွားစားတယ်ပါဆိုသူအနေနဲ့ကိုရီနေနေပြီဆိုတော့တည့်ရတဲ့ကြောင့်မလို့3300ကျော်နဲ့3600ကျော်ကိုတော်တော်ပြီးလိုက်နေရပဲဖြစ်ပါရဲ့ရှင်ယူလို့ဆက်လက်ပြည့်မှာတော့မော်စကိုကခရီးကိုပတ်စားနေရပဲဖြစ်ပါတယ်နော်သူ့အနေနဲ့ကတော့ခရီးကိုပတ်စားနေနေပဲ item တွေကိုစုနေရရဖြစ်ပါရဲ့ရှင်ယူလို့ဆက်လက်ပြည့်မှာတော့6မိနစ်ကျော်လောက်ထိဘလို့မှအစီအစဉ်မပြသေးရဲ့ပွဲစဉ်မြင်တွေ့ရမှာဖြစ်ပါတယ်နော်ယူလို့ဆက်လက်ပြည့်မှာတော့တာဝါထိကျူးလာရဲပေါ့ဘရူနိုပေါ့နော်တာဝါရဲ့ဒီပြေးဝင်သွားတာမှာ live တက်နေတဲ့မော်စကိုမြင်တွေ့ရမှာဖြစ်ပါရဲ့ရှင်ဘရူနိုတွေကတော့ first blood လေးပေးခံလိုက်ရပြီဖြစ်ပါရဲ့မော်စကိုအနေနဲ့တော့ easily ဟဲပြသွားတဲ့အတွက်ကိုပေါ့နော်ဒါတော်တော်လေးကိုဒီပြမယ်ဆိုရှင်အလှည့်အပြောင်းလေးဖြစ်သွားပဲဖြစ်ပါရဲ့ရှင်ဒီလိုဆက်ပြပြမှာတော့ကွန်ပျူတာကို easy စားပြီးအခုချိန်ကျမှတာဝါရဲ့တွေထွက်လာပြီးမီနီယာတွေကိုစားနေရတဲ့ မော်စကိုတွေ့ရမှာဖြစ်ပါရဲ့နော်ဒီလိုဆက်ပြတွေ့ရမှာတော့ blue bag ကိုသွားချိန်နေတဲ့ မော်စကိုကိုဘယ်လိုရောက်လာခဲ့စားသွားနိုင်လားဆိုတော့တစ်ချက်ကြည့်ရမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်ဘလူးလိုရောက်ရှိလာခဲ့ဖြစ်ပါတယ်ပေါ့။တရားလို့ဘလူးဘက်ကိုလူစားနေဖြစ်တဲ့ကြောင့်ဘသူရသွားပဲဆိုတော့ဟုတ်ကဲ့ပါရှင်ဘလူးလိုပဲရသွားပါတယ်ပေါ့နော်။ဒီတစ်ချိန်မှာတော့မော်စကိုကဒီလေးရဲ့အားလဲသွားပဲဖြစ်ပါတယ်ရှင်။မော်စကိုဒီသူ့ရဲ့ LD ကိုတုံးထားရဆိုပြီးတော့တာဝါရဲမှာဖြစ်တဲ့ကြောင့်ဘလူးသူလိုက်ရဲဦး။အဲဒါကြောင့်ဘလူးသူ့အနေနဲ့ပြန်ပြီးတော့ပတ်ရတယ်ပေါ့နော်။ဘလူးလိုအနေနဲ့ကတော့ပြန်ရှင်းလာတော့မှသူ့အနေနဲ့ဂိုးတွေကိုအပြီးလိုက်ဖို့နဲ့မီဒီယာတွေကိုစားနေရတယ်။ဟုတ်ကဲ့ပါရှင်ဘလူးလိုကတော့တာဝါရဲထိဝင်ပြီးတော့ကျုံးတဲ့အတွက်ကြောင့်ဘလူးအနေနဲ့ဒီလေးရောပေါ့နော်လိုတယ်လို့ခံစားရတယ်မော်စကိုတွေကတော့သူ့တွေစပိတ်အကုန်လုံးသုံးပြီးရတဲ့ကြောင့်တော်တော်လေးအားတဲ့နေပေါ့နော်သွေးလေးတွေပဲကျန်တော့တဲ့အချိန်မှာသူ့တွေAHP ခရီးကိုစားနေရတယ်ဒါကတော့သူသွေးပြတ်သက်စေပဲဟာပြေကိုပါဒီ level ရွာတက်စေပဲဟာပေါ့နော်အဲ့ဒါကြောင့်သူစားနေရတယ်သူ့တွေဒါပြောရမလို့ခရီးစားနေတဲ့တေးရတဲ့မကဲကိုစိုက်နေရသူ့ရဲ့အိမ်ပြန်ကတဘာမရှိတော့ဘောနော်ဟုတ်ကဲ့ပါရှင်ဒီချိန်မှာပဲဘရူနိုကနေ rate ချဲတဲ့ item ကိုဆက်ထားပြီးဖြစ်ပါတယ်သူ့အနေနဲ့ပြောပြဆိုလို့ရှိရင်တော့enemy rapper တွေပါလို့လည်းသူ့အနေနဲ့စားလို့ရတဲ့အခြေအနေဖြစ်တယ်မှာဆိုသူကတာနေရပေါ့နော်တာနေရဆိုတာနဲ့သူကကေးပေးထားတယ်ဆိုပြီးတော့ဘော့စကူကအခုချိန်မှာပြောဆိုရှင်သူ့အနေနဲ့ဒီ visit တက်ပြန်စီတဲ့ဟာတွေလည်းထည့်ထားတယ်ဒါတော်တော်လေးကိုတော့ကောင်းတယ်ပေါ့နော်ညာတော့ item တွေဆက်တာတော်တော်လေးကိုမှန်နေပြီလူကြီးတွေနဲ့ဒီလိုပြိုင်ပွဲလေးပြိုင်နေတယ်ဆိုလို့ရှိရင်တော့ဆမ်မရဲ့ဒီဗီဒီယိုအောက်မှာ comment လေးမှန်ခဲ့ပြီးတော့ ID လေးကိုမှန်ခဲ့ပြီးလို့ရပါတယ်ရှင့်ဆမ်မနေလာဆက်သွယ်ပြီးတော့လူကြီးမင်းတို့အစီအစဉ်တရကိုဆမ်မချိန်ပေးပါမယ်နော်လူကြီးတို့ဆက်လက်မြင်တွေ့ရမှာတော့ okay Bruno ကတော့သူ့ရဲ့ blue bag နာမှာရစ်တည်တဲ့ blue bag စားဖို့အတွက်ပြင်နေရလို့ခံစားရတယ် Moscow ကတော့ copy တော့နာမှာပဲ copy တော့လေးကိုပတ်စားနေရပြီပါရှင့်ဟုတ်ပါတယ် Bruno ကတော့ blue bag လေးနာမှာသွားပြီးတော့စားနေရလူကြီးတို့ဆက်လက်မြင်တွေ့ရမှာတော့တာဝါတွေရတယ်တယောက်နဲ့တယောက်ကတော့အတူတူပဲဖြစ်နေရဟုတ်ကဲ့ပါရှင်ဟိုမော်စကိုကတော့သူပြစ်လိုက်တာကတော့နည်းနည်းလေးလွဲချော်သွားတာပဲဖြစ်ပါတယ်နော်လူကြီးမင်းတို့ဆက်လက်မြင်တွေ့မှာတော့ဂိုးတွေကတော့အရင်ကွာမနေပဲနဲ့တာဝါတွေကတော့တာဝါကတော့3ခုလောက်ကိုကျိုးနေတယ်ဘရူနိုဘက်ကနေပြီးတော့တာဝါ3ခုလောက်ကိုကျိုးနေပြီးတော့မော်စကိုဘက်ကနေတာဝါ2ခုလောက်ပဲကျိုးသေးရပေါ့နော်မော်စကိုအနေနဲ့ item နဲ့တော့စုံနေဖြစ်တဲ့ကြောင့်ဝီနီယန်တွေကိုလည်း easily ရှင်းလို့ရတယ်ပေါ့နော်သူအနေနဲ့ blue bag မရှိတဲ့ကြောင့် blue bag သွားစားနေရတယ်ဂိုးတွေကတော့300ကျော်လောက်ကိုပြန်ကွာသွားတယ်ပေါ့နော်ဒါတော့မှဒီမော်စကိုအနေနဲ့ first game ရထားတဲ့အတွက်ကြောင့်မဟုတ်လို့ရှိရင်မော်စကိုအနေနဲ့ဂိုးတော်တော်ကွာသွားမှာဘရူနိုကဒီချိန်မှာဆိုလို့ရှိရင်ဖြစ် okay မော်စကိုစီက blue bag ကိုလာလူစားရတဲ့ပြင်မှာ blue bag ကိုရသွား
သွားရပေါ့နော် Okay Moscow နေတော့ရှိကိုထုတ်သုံးလိုက်ရတယ်ဒါပေမဲ့ Okay Bruno ကတော့တာဝါတီဝင်ပြီးတော့ကျုံးသွားတယ်ကြောင့်မလို့ Moscow နေနေကတော့ဒီပွဲတိမ်သွားရပေါ့နော်ဟုတ်ကဲ့ပါရှင်ဒါကတော့ပြောမှဆိုရှင်1-1နဲ့တော်တော်လေးအခြေအနေကောင်းလာဖြစ်တဲ့ Bruno ရဲ့ပွဲစဉ်သုံးသက်ချက်ပဲဖြစ်ပါတယ်ပေါ့နော်အခုချိန်မှာဆိုရှင်ကိုရီးယားထောက်ကြတော့လောက်ကိုကွာနေပြီအိုင်ဒန်တွေကလည်းအရင်မဆုံးသေးတဲ့ Moscow အနေနဲ့ Bruno ကိုဘယ်လိုများရှင်းနိုင်လဲဆိုတာကိုစာမစောင့်ကြည့်ရမှာဖြစ်ပါရှင့်rubber ပါရဝါကြီးဖြစ်တဲ့ Bruno က minion တွေကို easily ရှင်းပေးနေရဟုတ်ကဲ့ပါရှင် Bruno ကတော့အခုဆိုလို့ရှိရင်တော့ item 3 cup အတီကို easily ယူရနိုင်ရဖြစ်တယ်ပြီးတော့ Moscow အနေနဲ့ minion လေးတွေကိုရှင်းနေရင်လည်းပဲ6100ကျော်နဲ့ Bruno ကိုအမိလိုက်နေရတယ်Okay အဲ့တော့ဒီတာဝါကြီးလိုက်မှာဆိုတာဝါကြီးကမလိုက်သေးဘူးဒါပေမဲ့ unit လိုက်မြေတွေးမှာတော့ဒီတာဝါကိုပေါ့နော်ဒီ base တာဝါနာအထိကိုရောက်လာနေဖြစ်တဲ့ Bruno ရဲ့တိုက်စစ်တွေအောက်မှာပဲ Moscow ကပြန်လည်ခုခံနေရပဲဖြစ်ပါရှင့် Moscow နေတဲ့အရေးနေနေရဖြစ်တဲ့အတွက်ကြောင့်မလို့ခိုးရတဲ့နေနေဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ဝင်းချက်တွေတုံးထားရပေါ့နော်ပြီးတော့ oh god yo Bruno နေနဲ့ဝင်းချသုံးပြီးတော့ခံရတဲ့ Moscow ကိုပေါ့နော်အသာလေးရှင်းပြသွားပဲဖြစ်ပါရှင်လူချင်းတို့ဆက်လက်မြင်တွေ့နေရတော့ 2K နဲ့ဘတ်တယ်မှာအနိုင်စီရတည်တဲ့ဒီ Bruno ကိုဆက်လက်မြင်တွေ့နေရပဲဖြစ်ပြီးတော့ဂိုးတွေကတော့အရင်ကွာဟပါပြီဖြစ်ပါရှင်Moscow အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ blue bug တွေပါရိုလဲပေးမစားမစားရလို့ကြောင့်မို့သူ့အနေနဲ့တော်တော်လေးအရေးနေနေဒါကတော့ဘလို့အခြေအနေမျိုးဖြစ်မလဲဆိုတာကတော့လူကြီးမျိုးခံမှန်းရမယ် Moscow တွေနောက်ထပ် 2K ဆိုရင်နိုင်ရပြီဖြစ်ပေမဲ့ Bruno အနေနဲ့ကနောက်ထပ် 1K ဆိုတာနဲ့အနိုင်ရပြီပေါ့နော်ဒီပွဲမှာဘယ်လိုမျိုးအဆုံးဖြတ်တွေလာမလဲဆိုတာလူကြီးမျိုးဆက်လက်မြင်တွေ့ရမှာဖြစ်ပါရှင်Moscow ကိုပေါ့နော်တာဝါတီဝင်ကျုံးမယ်လို့ထင်ခဲ့ပေမဲ့ Bruno အနေနဲ့ကတော့သူ့အနေနဲ့တာဝါ only ကန်လို့ဖြစ်သွားရပေါ့နော်အဲ့ဒါကြောင့်မို့ Moscow နည်းနည်းလေးခံတာဝါရဲ Okay Moscow နေရာ schedule လေးတုံးပြီးတော့ Bruno ကို stand ထားရဲဆိုပေမဲ့သူ့အနေနဲ့ကတော့နည်းနည်းပြန်ဖက်ရအောင်နော်ဘာလို့ဆို idea တွေကပြောမှဆိုရှင် Bruno နေနဲ့ကတာနေတယ်ဝင်းချက်တစ်ခုပဲထည့်ထားလွဲလို့ Bruno Moscow နေနဲ့တိတ်ပြီးခံစားစရာမရှိဘူးပေါ့နော် Bruno ရဲ့တစ်ချက်ချင်းစီကန်ထားရတယ်ပေါ့နော်တာဝါတီကန်တာလားအိုးတာဝါတီဖြစ်ကန်တာတော့မှMoscow ကတူတဝက်လောက်ယူကြပါပါတော့ဟုတ်ကဲ့ဒီချိန်မှာဆိုတော့ရှင်မဲ့ Bruno ကတော့item တွေကိုဆက်နေတဲ့ကြောင့် window ကပါဆက်နေပြီဖြစ်ပါတယ် item တွေတော်တော်စုံနေဖြစ်တဲ့ Bruno နေနဲ့ဒီ tower only သွားကြတာမှာ tower 9 tower ကိုချိုးနိုင်တယ်ပေါ့နော် okay ပါရှင်အဲ့တော့လူကြီးမလို့ဆက်လက်မြင်ကြပါတော့ Moscow ကတော့တယောက်တည်းဖြစ်နေရကို Bruno ကမက်ကနေရမြင်တွေ့နေရတယ်ဖြစ်ပါတယ်အဲ့တော့ Moscow နဲ့ကိုလိုက်တယ်ဆိုပေမဲ့လည်း Moscow ကအခုချိန်မှာတော့သူက create ပဲပတ်စားနေရပါတော့ tower ရဲ့အထိကိုရောက်နေပြီဖြစ်တဲ့ Bruno နေနဲ့ကတော့သူအနေနဲ့ Moscow ထွက်လာစောင့်နေနေပဲဒီ minion တွေကိုပတ်စားနေရပဲဖြစ်ပါပေါ့ဟုတ်ကဲ့ပါရှင် Moscow ကတော့ map ထဲမှာမြင်နေရတဲ့အတိုင်းပဲသူအနေနဲ့ Bruno ရဲ့ rebel ကိုသွားစားနေရဒါပေမဲ့ဒီချိန်မှာတော့ minion တွေကိုပဲအပြီးပြသူတယောက်တည်းစားသွားနိုင်တဲ့ဒီ Bruno ကတော့ပြောမယ်ဆိုရှင် tower ထဲမှာ base ပါပေါ့နော် base မှာထိုင်ပြီးတော့စောင့်နေအောင်ပဲ Moscow အနေနဲ့ဒီချိန်မှာဆိုရှင်ဒီ rebel တွေကိုစားလိုက်ပြီးတော့ rebel စားပြီးပြန်လာနေတဲ့အခြေအနေကိုမြင်ကြရမှာဖြစ်ပါတယ်ပေါ့နော်သူအနေနဲ့ဒီကိုရောင်ပြောက်နေတဲ့အတိုင်းတာအနေနဲ့ပဲပြန်လက်ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ minion တွေထွက်ပေါ်လာတဲ့အချိန်မှာပဲ Moscow ကိုအိုးတာဝါတီဝင်ကတ်တယ်ဆိုတော့ win shot တွေရောရှိရအကုန်ထုတ်သုံးသွားတဲ့ Moscow ကိုပွဲသိမ်းအကွက်ကလေးတော့တာဝါထဲမှာပဲသူတက်ပြလာတယ်ပဲဖြစ်ပါရဲ့အဲ့တော့ဒီပွဲမှာတော့နောက်ဆုံးနိုင်ရရှိသွားတာကတော့အခုတာကီကိုပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့လူမျိုးမြင်တွေ့နေရတဲ့အတိုင်းဒီပွဲစဉ်တွေကဆာမာရီယိုက3ပွဲတီပြိုင်သွားတယ်ဒီ3ပွဲလုံးမှာ2ပွဲအနိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါနိုင်ရရှိသွားရဖြစ်ပါတယ်ပေါ့နော်လူချင်းမင်းတို့ဒီလိုမျိုးပြိုင်ပွဲလေးပြိုင်ရင်းနေဆိုရင်ဒီဗီဒီယိုရဲ့ comment အောက်မှာလူချင်းတို့မှန်ခဲ့ပြီးလို့ရပါတယ်ပေါ့နော်ဆာမာရီယိုစနေနေ့ညတိုင်းပြိုင်ပွဲကျင်းပပေးမှာဖြစ်ပါတယ်ရှင်ပြီးတော့ဒီနေ့ညမှာလည်းမကြေပွဲရှိသေးတဲ့အတွက်ကြောင့်မလို့မနေ့ဖြတ်မှာလည်းဆာမမကြေပွဲတစ်ပွဲထပ်တင်ပေးပါမယ်ပေါ့နော်ဒီ3ပွဲလုံးနိုင်သွားဒီ3ပွဲမှာ2ပွဲနိုင်သွားတဲ့အတွက်ကြောင့်မလို့မကြေပွဲဆော့ရဲတစ်ပွဲနောက်ဆုံး final လုံးဝပွဲကြီးပေါ့နော်အဲ့ပွဲကိုဆာမထပ်ပြီးတော့မိတ်ဆက်ပေးမှာဖြစ်ပါရှင်ဒီပွဲမှာတော့2ယောက်လုံးကသူတို့ရဲ့လုံးဝ favorite hero ဝင်ရိတ်အင်အားဆုံးရှိတဲ့ hero တွေကိုကိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့အနေနဲ့လုံးဝစိတ်ဝင်စားကြည့်ရှုလို့ရမှာဖြစ်ပါရှင်လူချင်းမင်းတို့အားလုံးပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်လူချင်းမင်းတို့အားလုံးပဲကျမ YouTube ဆိုင်ပါဖျက်တရားမင်းပါနဲ့ရှင့်ဆာမရောလူချင်းမင်းတို့ရဲ့ဆာမပါ